ဆမ်မီယယ်ဒီနေ့ပြောသွားမယ့်အကြောင်းကတော့တိစိတ်နဲ့မတိစိတ်အကြောင်းပေါ့နော်ဆမ်မီယယ်တို့မတိစိတ်လို့ပြောလိုက်လို့ရှိရင်ဘာလို့လူတော်တော်များများကသိမတိကြဘူးပေါ့တကယ်တော့မတိစိတ်ဆိုတာကဆမ်မီယယ်တို့နေ့စဉ်ဘဝမှာအများစုကိုသူလွှမ်းမိုးထိန်းချုပ်ထားရပေါ့ဆမ်မီယယ်တို့မတိစိတ်ဆိုတဲ့အတိုင်းပဲဆမ်မီယယ်တော့မတိဘူးဒါပေမဲ့ဆမ်မီယယ်တို့နေ့စဉ်လုပ်နေတဲ့အရာတွေအားလုံးကမတိစိတ်နဲ့ပဲမောင်းနေလှုပ်ဆောင်နေရပါတော့ဥပမာပေါ့ကျွန်တော်တို့အပြင်မှာမြင်ရတဲ့ organ တွေဆိုလို့ရှိရင်လက်တွေရှိမယ်မျက်လုံးတွေရှိမယ်ကျွန်တော်တို့လှုပ်ရှားလို့ရရပေါ့နော် voluntary လို့ခေါ်တဲ့ organ တွေရှိမယ်အဲ့ဒါတွေကတိစိတ်နဲ့ပဲကျွန်တော်တို့လှုပ်လို့ရတယ်၊ကင်ကြည့်လို့ရတယ်ဥပမာခံစားကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်တွေက organ တွေဖြစ်တဲ့ကြောက်ကတ်တို့အစာအိမ်တို့ဥဝေးပေါ့နော်အဲ့လိုမျိုးသူတို့ရဲ့အထက်က process အထက်ကလှုပ်ဆောင်ချက်တွေကကျတော့ကျွန်တော်တို့မတိစိတ်နဲ့ပေါ့ကျွန်တော်တို့ထိန်းချုပ်လို့လည်းမရဘူးသူ့ဟာသူဒီလှုပ်ဆောင်တာပေါ့အဲ့ဒါတွေကမတိစိတ်နဲ့ပဲသူသွားတယ်အဲ့လိုမျိုးပဲကျွန်တော်တို့မတိစိတ်ကဘယ်လောက်ထိကျွန်တော်တို့အတွက်အရေးပါလဲဆိုလို့ရှိရင်ဥပမာဟိုထားနေကြပစ္စည်းတစ်ခုကိုဘယ်နေရာမှာအဲ့နေရာမှာပဲထားပြလိုက်တာပေါ့နော်အခြားနေရာရွှေ့ပြောင်းထားလိုက်လို့ရှိရင်မတိရောတာတော့မမီရောပြီးလို့ရှိရင်ကျွန်တော်တို့နေ့လည်နေကမှတရေအိတ်တက်တဲ့လူကအချိန်မှာအိပ်ရမှာပေါ့အချိန်အောင်လို့ရှိရင်တန်းလာတာပေါ့အဲ့ဒါမျိုးတွေကိုမတိစိတ်ထဲမှာကျွန်တော်တို့ကတိုးလောင်သိမ်းဆဲပြီးတော့မှဖြစ်နေလေရှိရပေါ့နော်ကျွန်တော်တို့လိုက်ပြီးတော့လဲလှုပ်လေးရှိရပြီးတော့မတိစိတ်ကဘယ်လိုနေရာမှာရေးပါသေးလဲဆိုတော့မတိစိတ်ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ငယ်စဉ်ဘဝကအတွေ့အကြုံတွေအဖြစ်အပျက်တွေကလည်းကျွန်တော်တို့မတိစိတ်တဲ့ကိုကျွန်တော်တို့မတိလိုက်ခင်မှာပဲရောက်သွားနိုင်တယ်အဲ့အတွက်မတိစိတ်ကတော်တော်အရေးပါရပေါ့ဥပမာငယ်ဘဝကစိတ်တန်ရာတွေဆိုလို့ရှိရင်အင်ယာမိဘတွေကကိုတိတ်ပြီးတော့မှဂယုမဆိုင်ပေးနိုင်တဲ့မိသားစုတိုင်ဝမ်ကကြီးပြင်းလာတဲ့လူတွေဆိုလို့ရှိရင်သူကသူ့ကိုယ်သူအရေးမပါတဲ့လူတယောက်လို့ပေါ့နော်အသက်ကြီးရဲ့အထီကိုသူ့ရဲ့ယုံကြည်ချက်တွေကိုမပြုပြင်နိုင်သေးဘူးပေါ့အဲ့လိုမျိုးဒီမတိစိတ်ကအရေးပါတယ်အဲ့ဆိုတော့ကျွန်တော်တို့မတိစိတ်ကိုနားလည်လို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့မှကိုယ့်ကိုယ်သူလည်းပိုနားလည်နိုင်မယ်ကိုယ့်ကိုယ်သူအတွက်လည်းပို့ပြီးတော့မှawareness တခုပေါ့နော်တတိထားစရာအချက်တွေပို့ပြီးတော့ကိုယ့်ကိုယ်သူပို့ပြီးတော့မှနားလည်လာနိုင်တယ်ပေါ့အဲ့တော့မတိစိတ်ကအရေးကြီးပါတယ်ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေလားကိုယ့်ရဲ့ကောင်းတဲ့အချက်တွေလားကိုယ့်ကိုယ်သူပို့ပြီးတော့မှတော်ချင်တာလားရှေ့ရောက်ချင်တာလားမတိစိတ်ကအရင်အရေးပါပါတယ်ခုနကလိုမျိုးကျွန်တော်ပြောခဲ့တဲ့စိတ်တန်ရာတွေဖြစ်တဲ့ငယ်ဘဝစိတ်တန်ရာတွေကြီးမားရတဲ့တန်ရာတွေပဲဖြစ်ဖြစ်အကုန်လုံးကပေါ့နော်မတိစိတ်နဲ့သက်ဆိုင်နေတဲ့အတွက်ကျွန်တော်တို့မတိစိတ်ကိုလေ့လာလိုက်ရအောင်ပါပထမဦးဆုံးမတိစိတ်ဆိုတာဘာလဲဆိုတော့ဒီပြထားတဲ့ပုံလေးမှာပေါ့နော်ကျွန်တော်တို့တွေ့ပါလိမ့်မယ်ရေခဲလုံးလေးကအပေါ်မှာတိတိလေးပဲပေါ်နေဒါပေမဲ့အောက်မှာတော့ရေခဲလုံးအကြီးရှိရပေါ့အဲ့အတွက်ကြောင့်ကျွန်တော်တို့ conscious ဆိုတဲ့တိစိတ်ကပါတော်တော်နေတယ်အောက်မှာမတိစိတ်ကတော်တော်များရပေါ့ကျွန်တော်တို့တွေးလိုက်တဲ့အတွေးတွေလှုပ်လိုက်တဲ့အပြုအမူတွေကမတိစိတ်တွေကိုပဲရောက်သွားရပေါ့နော်တချို့အရာတွေကလည်းကျွန်တော်တို့မတိစိတ်ကြောင့်လှုပ်လိုက်မိရဲ့အရာတွေလည်းရှိရဒါပေမဲ့လည်းအပြင်ကနေပြီးတော့အတွင်းစိတ်မတိစိတ်တွေကိုဝင်လာတဲ့အရာတွေလည်းရှိရပေါ့ဥပမာကိုကအမြဲတမ်းဆေးလေးတောက်နေတဲ့လူဆိုလို့ရှိရင်ကိုသူငါဆေးလေးတောက်တတ်တယ်ဆိုပြီးတော့ခံယူထားလိမ့်မယ်ကိုကအမြဲတမ်းပေါ့နော်တခုခုအတင်းပြောတတ်တဲ့လူပေါ့တင်းပြောတတ်တဲ့လူဆိုလို့ရှိရင်လည်းမတိစိတ်ထဲမှာတောင်းဝင်လာပြီငါမတင်းပြောအတင်းပြောတတ်တဲ့လူပဲဆိုပြီးတော့ကိုသူတတ်မလိုက်လိမ့်မယ်အဲ့ခါမှမှဒီချိန်ရောက်လာပြီဒီလူနဲ့တွေ့ပြီဆိုလို့ရှိရင်မတိစိတ်ကနေပဲလုံမိသွားတယ်ပြောမိသွားတယ်လိုမှကိုပြင်လို့မရအဲ့ဆိုတော့ကျွန်တော်တို့ကမတိစိတ်ကိုနားလည်နေမှာပဲရမယ်ဘယ်လိုပြင်မလဲဆိုတော့ awareness ပေါ့ပထမဆုံးချက်ကတော့ awareness ပထမဆုံးချက်ကကိုယ့်ကိုယ်သူတတိထားဒီຢာတွေကမကောင်းဘူးကိုယ့်အတွက်မှန်ကန်မနေဘူးကိုလှုပ်ချင်နေရတယ်လည်းမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီ set correction နဲ့စရမယ်ပေါ့နော် awareness နဲ့စမယ် awareness ရပြီဆိုလို့ရှိရင်ကျွန်တော်ကိုယ့်ကိုယ်သူပြန်ဟုတ်ပြီဒါကောင်းမနေဘူးငါအတွက်လည်းမကောင်းဘူးသူများအတွက်လည်းမကောင်းဘူးဘာကြိုးစည်းသူမှရှိမနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကောင်းတာကိုရှာဘယ်ဟာငါအတွက်ကောင်းဘယ်ဟာငါအတွက်အသင့်တော်ဆုံးဆိုတာကိုပြန်ပြီးတော့မှ awareness နဲ့ set correction နဲ့မတိစိတ်ကိုပြင်လို့ရမယ်နောက်တစ်ခုကကြတော့ဘောနော်အသီးမွားတွေကစပြီးတော့မှလိုက်ပြီးတော့ပြင်တာပါဒုတိယချက်ကကျွန်တော်တို့ကိုမတိလိုက်မပြီးပါလှုပ်လိုက်မိအရာလေးပေါ့ဥပမာကိုခန့်အရန်ရှုံနေလားအ
ရန်ရှုပ်တာကြီးတွေမှာပဲနေမိနေလားတီးလေးတွေပေါ့နော်ကိုကဒီချိန်ဆိုလို့ရှိရင်ကိုမကောင်းတဲ့အကျင့်တစ်ခုပေါ့အကျင့်တေးလေးရာနေပဲအကြီးကြီးကိုဖြစ်ပေါ်စေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကအသေးမွှားလေးရစားပြီးမှ queue ဆိုင်ရမယ်ဥပမာပေါ့နော်ကိုကအိတ်ခါနီဆိုလို့ရှိရင်ဖုံးကင်မိရယ်အမြဲတမ်းညတိုင်းကြီးကင်မိရယ်ကင်ရင်နဲ့လေညမိုးချုပ်သွားတယ်မနေ့ကလို့ရှိရင်အလုပ်တည်ပြအဲ့လိုမျိုးအသေးမွှားလေးတွေကအစားကျွန်တော်တို့လိုက်ပြီးတော့ဆင်ကျင်ရမယ်အဲ့လိုဆင်ကျင်ပြီးတော့မှအသေးမွှားလေးကိုပြုပြင်နိုင်တဲ့အခါမှာလည်းကြီးရဲ့ impact တစ်ခုတည်ဖြစ်နိုင်တယ်ကိုတူလုံးဝ transformation ပြောင်းသွားနိုင်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကပြောင်းလဲနိုင်မှာဖြစ်တယ်ပေါ့အဲဆိုတော့ကျွန်တော်တို့ awareness ရှိမယ်တေးလေးတွေပေါ့နော်tiny habit လေးတွေကစအကျင့်လေးတွေတေးလေးအသေးမွှားလေးတွေစကျွန်တော်တို့လိုက်ပြောင်းလဲမယ် awareness ရမယ် set correction ရှိမယ်ပြီးလို့ရှိရင်အသေးမွှားလေးတွေကအစားကျွန်တော်တို့လိုက်ပြီးတော့မှပြောင်းလဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မတိစိတ်ကသူ့အနေနဲ့ပြောင်းလဲသွားမှာပဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကိုသူအဖန်လောက်တာပေါ့ဥပမာငါဆေးလိပ်တောက်နေရဆိုငါဆေးလိပ်တောက်တဲ့လူမဟုတ်ဘူးဆေးလိပ်တောက်တာဘာလို့မကောင်းတာလဲဆိုတော့ခိုင်မာတဲ့အချက်တွေကို fat တွေကိုရှာမယ်ပေါ့နော် mat ယုံနှန်းနေမဟုတ်ဘူးခိုင်မာတဲ့အချက်တွေကိုရှာမယ်ငါအတွက်ဘာကြီးကောင်းလဲဘာကြီးမကောင်းလဲမကောင်းတာတွေပဲတွေ့တင်လို့ရှိရင်ဒါငါအတွက်မကောင်းဆိုတာသိပြီဆိုလို့ရှိရင်ငါမလုပ်ချင်တဲ့ຢာတခုလုံးဝမလုပ်ဘူးဆိုပြီးတော့မှကျွန်တော်ဆမ်မီတို့ကိုသူခိုင်မာပြောလို့ရရပေါ့နော်ကဲလို့ဘယ်ကနေစားလို့ရမလဲမသိလို့ရှိရင်ဆမ်မီချပြီးတဲ့ link လေးတွေကနေ affirmation link လေးတွေကိုရှာပြီးတော့ကြည့်လို့ရပါတယ်အဲဆိုတော့ကျွန်တော်တို့လာမယ်ပေါ့မတိစိတ်ကိုဒီလိုဖြစ်နေရပဲလိုတွေးနေရပဲလိုကြံနေရပဲမတိလိုက်မတိပါနဲ့ဒီတိုင်းထားမယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်မလဲဆိုတော့ကျွန်တော်တို့ mental disorder ပေါ့နော်ဥမာကိုကမတိလိုက်မတိပါဆိုပေမဲ့ကိုယ့်ရဲ့စိတ်ကျမ်းမာရေးချိုးယွင်းလာတယ်ဒါကြီးကလောက်ပါများလာတော့ရုပ်ပိုင်းဆိုင်ရာလားစိတ်ပိုင်းဆိုင်ရာလားပေါ့ကိုမတိလိုက်ပဲနဲ့ဒါကြီးကကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာပုံမှန်ကြီးလိုမျိုးဖြစ်လာတဲ့အခါမှာကိုယ့်အတွက်အရန်နေလာတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ဆမ်မီယယ်ကိုရိုင်းလည်းမတိစိတ်ကိုနားလည်အောင်လုပ်ခဲ့တယ်အခုလည်းကျွန်တော်အကောင့်မှာတင်ဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကတခုကြည့်ရှုနေတဲ့လူတွေအတွက်အသုံးဝင်နေဆိုလို့ရှိရင်ကျွန်တော်ကိုပြန် share ပေးလို့ရတယ် like and subscribe လုပ်သွားလို့ရပါတယ်ကျေးဇူးပါကျွန်တော်ဆမ်မီယယ်ပါ